ဆေးရွက်ကြီးကိုလူသားတို့တောက်ရှူသုံးစွဲခဲ့သည်မှာနှစ်ပေါင်း8000ခန့်ရှိပြီဖြစ်ပြီးခရစ်တော်မပေါ်မီနှစ်ပေါင်း6000ခန့် BC 6000ခန့်ကလေးကအမေရိကတိုက်တွင်ဆေးရွက်ကြီးများစတင်ပေါ်ပေါက်နေကြောင်းပညာရှင်များကခန့်မှန်းခဲ့ကြပါတယ်။ဒီအထောက်အထားများကိုအမေရိကန်ရဲ့အိန္ဒိယလူရိုင်းတို့၏တင်ញိုင်းများတွင်ဆေးတံများကိုတူးဖော်တွေ့ရှိခဲ့ခြင်းကဒီအချက်ကိုထောက်ခံနေပါတယ်။1559ခုတွင်ပေါ်တူဂီနိုင်ငံ၌တာဝန်ထမ်းဆောင်ခဲ့သောပြင်သစ်တန်အမတ်ဇင်းနစ်ကောဟာဆေးရွက်ကြီး၏ဆေးဖက်ဝင်အားနည်းများကိုမှတ်တမ်းတင်ခဲ့ပြီးထိုအချိန်တွင်ပြင်သစ်ဘုရင်မှကတရင်သည်ခေါင်းတစ်ချမ်းကိုက်ဝေဒနာဆွဲကပ်နေခဲ့သည်ကိုနစ်ကောသည်ဘုရင်မကြီးခံစားနေရသောခေါင်းတစ်ချမ်းကိုက်ဝေဒနာအတွက်ဆေးရွက်ကြီးကိုနှာရှူဆေးဖြင့်ဆက်သခဲ့ပါသည်။ဆေးရွက်ကြီးတွင်ပါဝင်သောနီကိုတင်းဆိုသောအမည်သည်အထက်ဖော်ပြပါတမ်းမှတ်ကြီးနစ်ကောကိုဂုဏ်ပြုခေါ်ဆိုထားခြင်းပင်ဖြစ်ပါသည်။မြန်မာနိုင်ငံတွင်မူမြန်မာတက္ကရာ990ခုခရစ်နှစ်1629တာလုံမင်းတရားလက်ထက်တွင်စစ်လိပ်တောက်ဆေးစတင်ရောက်ရှိလာကြောင်းထောက်ထားများအရသိရှိရပါတယ်။ယခုအခါကမ္ဘာပေါ်တွင်ဆေးပေါ်လိပ်တောက်သုံးသောတစ်ခုတည်းသောနိုင်ငံမှာမြန်မာနိုင်ငံသာရှိပါတော့တယ်။အချက်လက်များအရမြန်မာနိုင်ငံတွင်နှစ်စဉ်လူဦးရေ6400ခန့်သည်စစ်လိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့်သေဆုံးနေကြပါတယ်။စစ်လိပ်တောက်ခြင်းသည်ကမ္ဘာပေါ်ရှိလူသားများ၏ကျန်းမာရေးကိုအန္တရာယ်ပြုလျက်ရှိပြီးအဆုတ်ကင်ဆာအန္တရာယ်ဟာလည်းချင်းချောက်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။စစ်လိပ်တောက်ခြင်းကြောင့်နှလုံးအသေးအဆုတ်တို့ကိုထိခိုက်စေသည့်အပြင်ဘေးဖြတ်ခြင်းနှင့်အဆုတ်ကင်ဆာရောဂါကိုပုံမှုဖြစ်ပွားစေနိုင်ပါတယ်။စစ်လိပ်တောက်သုံးခြင်းမှာပတ်ဝန်းကျင်ရှိအခြားသူများသို့စစ်လိပ်ငွေ့မှတစ်ဆင့်အသက်အရွယ်ပြီး၍ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မိမိကျန်းမာရေးနှင့်ပတ်ဝန်းကျင်ကိုကာကွယ်ဖို့ယနေ့ကစစစ်လိပ်ဖြတ်ကြရအောင်ပါ။